အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့နှစ်ယောက်ကအပြင်မှာကော်ဖီဆိုင်အေးစင်းမထိုင်ရတာကြာပြီဆိုတော့ဒီနေ့ကော်ဖီဆိုင်ထိုင်ရင်းနဲ့လောက်ဆရာရှိရလေးတွေလောက်ပါမယ်ခင်ဗျာဟုတ်ကိုအကြိုင်းလုံးနေလို့မရအောင်နော်အိမ်မှာကလေးထားခဲ့ရဆိုတော့လုံးဆရာရှိရမယ်လို့မြင်ကြမှာဖြစ်ပါဒီပါမကြပါဘူးမင်္ဂလာပါ Very nice ကလေးမကျူပါနေကဲ hi ကော်ဖီတော့မလိုက်အောင်နော်ရတော့ဆောင်းပြီးတော့ပါပြီကဲဘိုးတို့ကြားရောက်ကစောင့်ကြည့်လို့လူတွေကြည့်တာပြောတာမဟုတ်ဘူးကြောက်ကလည်းဟို CCTV ကလေကိုတို့ဝင်လာတဲ့ကကိုတို့ကိုနောက်ကနေတမင်တကာလိုက်ရိုက်နေရတာဒီကိုသွားကြည့်တာကစတမာအစ်တယောက်ဝင်လာတော့လေသူ့ဘက်ကိုလှည့်ပါတယ်အကုန်လုံးလိုက်ရိုက်နေရတယ်အဲ့ဆိုလို့ရှိရင် CCTV ကိုအနောက်ကနေ control လုပ်နေလို့ရှိနေရလားဟုတ်ထိုင်ပါဦးခင်ဗျာဟောလေကျွန်တော်သိချင်တာလည်းတစ်ခုရှိလို့ပါဟို CCTV ကင်မရာလေးကဘာလေးလဲကျွန်တော်တို့ဝင်လာတွေကလေအဲ့ကင်မရာကကျွန်တော်တို့နောက်ကိုထောက်လျှောက်လိုက်ရိုက်နေတာဆိုတော့ဟိုကင်မရာနောက်ကနေတရားရုပ်ကများဟို remote နဲ့ control လုပ်နေရများလားဟောဒီကင်မရာလေးကဒါဟွာ Hero Series ရဲ့ A5A security camera လေးဖြစ်ပါတယ်ဗျအခုတို့ထင်တယ်လို့မို့နောက်ကနေတယောက်ယောက်က remote နဲ့ control လုပ်နေတာမျိုးတော့မဟုတ်ပါဘူးဗျဒီကင်မရာလေးမှာဆိုရင် auto tracking စနစ်ပါဝင်တဲ့အတွက်ကြောင့်မို့ဟိုသူ့အလိုလျောက်လိုက်ရိုက်နေတာပါဗျတခြား customer ဝင်လာတယ်ဆိုရင်လည်း auto tracking system စနစ်ကြောင့်လိုက်ရိုက်နေမှာပဲဗျအဲ့ဆိုညီမတို့ဝင်လာတော့ကလေ greeting လုပ်တဲ့တန်ရလဲအဲ့ကနေပဲလာလိုက်ဟုတ်ပါလေညီမဟိုကျိုးတွေပါလေမတွေ့ဘူးကျိုးတွေပါလေမပါဘူးလား Wi-Fi wireless camera ဖြစ်ပါတယ်ဗျဒီဖုန်းနဲ့လည်းအလွယ်တကူချိတ်ဆက်လို့ရတယ်ဖုန်းနဲ့ကင်မရာနဲ့လည်းအပြန်အလှန် two way talk ပြောလို့ရပါတယ်ဗျခုနကတော့ညီမမေးတဲ့ greeting message ဆိုတာဒီကင်မရာလေးမှာဆိုရင် application ကနေအတန်ကို record မှတ်ထားလို့ရပါတယ်ဗျပြီးတဲ့အခါမှာဆိုရင် customer လာတဲ့အခါမှာသူ့အလိုလျောက်ကင်မရာကနေအလုပ်လုပ်ပေးပါတယ်ဗျဟာဒီ CCTV ကင်မရာတော်တော်မိုက်တာပဲအဲ့ဆိုကိုဒါမျိုးလေးတို့အိမ်မှာဝင်ထားရင်မကောင်းလားယင်တဲတို့ပြန်ရောက်နေတဲ့ခါကျရင်လည်းအိမ်ကိုလှမ်းကြည့်လို့ရမယ်ပြီးတော့ရုံးမှလည်းထားလို့ရတယ်ဒါမျိုးလေးမျိုးတော့မဝင်လို့ရနိုင်ဘူးဒါဟွာရဲ့အင်ဒိုအော်တို Hero Series ကင်မရာလေးဟာဆိုရင်ကော်ဖီဆိုင်စားတောက်ဆိုင်ရုံးခန်းတွေနဲ့အိမ်တွေမှာတွေမကပဲခြံထဲမှာပါလုံခြုံစိတ်ချရအောင်အလွယ်တကူ Wi-Fi လေးရှိုံနဲ့ချိတ်ဆက်ပြီးတော့ချိတ်တဲ့နေရာမှာထားလို့ရတဲ့ security camera လေးပဲဖြစ်ပါတယ်ခင်မီ AI နည်းပညာတွေပါဝင်တာကြောင့်တိကျတဲ့အလန်းနဲ့ record တွေကိုလည်းအချိန်တိုအတွင်းမှာပြန်ရှာနိုင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မိသားစုလိုမျိုးအိမ်နဲ့ရုံလုံခြုံရေးအတွက်စိတ်ချခြင်းတဲ့သူတွေဘယ်တရားကိုပဲရောက်နေအချိန်မရွေးကြည့်လို့ရနေတဲ့ဒါဝါရဲ့ Hero Series လေးကိုအသုံးပြုဖို့အတွက်အကြံပေးလိုက်ပါတယ်။